ဒီနေ့လေရဲ့စိတ်မကောင်းစရာသတင်းကတော့ယခုလက်တလုံးမှာအရန်ကိုနမဲကြီးနေတဲ့ဖတီမအချိန်မောင်းဆိုင်လေးကိုအပီးတိုင်ပိတ်သိမ်းခံလိုက်ရတယ်ဆိုတဲ့သတင်းလေးပေါ့နော်ဘလို့ကြောင့်ပိတ်ခံလိုက်ရတာလဲဆိုတော့ဖတီမတရက်ကို10သိန်းမှုရောင်းနေရတာကိုမနာလိုပဲတိုင်တဲ့သူတွေရှိလာလို့ပိတ်သိမ်းခံလိုက်ရတာဆိုင်မဖွင့်ခိုင်းလို့အိမ်မှာရောင်းမလားကြည့်တော့လေအိမ်မှာလေးရောင်းဝင်မပေးဘူးရောင်းတော့တွင်လူပါဖမ်းမယ်တဲ့တော်တော်လေးကိုတရားကြောက်ဖို့ကောင်းလိုက်တာနော်ငါတို့နိုင်ငံကလေလမ်းမေးဈေးတဲ့တောင်မချန်ဝိုင်းဒုက္ခပေးကြတာကိုတိုင်းကြဘလို့ကြီးပွားအောင်ဘလို့တိုးတက်အောင်လုပ်မယ်မစင်စားဘူးသူများအဆင်ပြေနေတာကိုကြဒုံးနဲ့ဝိုင်းထိုးမဲ့သူတွေတပုံကြီးပဲတိတ်ကိုတရားကြောက်ဖို့ကောင်းတယ်တိလားဖတီမအချိန်မောင်းဆိုင်ကိုစက်ဖွင့်ခြင်းအခွန်က390တောင်းတဲ့သူကတစ်ဖွဲ့ဖျားဝန်းထဲကမောင်းထုတ်တဲ့သူကတစ်ဖွဲ့ကျမ်းမာရေးနဲ့မညီညွတ်လို့ဆိုပြီး FDA notice ပို့တဲ့သူကတစ်ဖွဲ့နော်လူတွေရဲ့စိတ်နေစိတ်ထားကလေတဖြည်းဖြည်းနဲ့တိတ်ကိုကြောက်ဖို့ကောင်းလာကြတဲ့ဖတီမဆိုတာကလေအပြစ်မှအကျွေးတော်မကြေသေးတဲ့အမျိုးသမီးတစ်ယောက်ခလေး၄ယောက်ဘိုက်တစ်ပိုင်းနဲ့ရှာစားနေရတာအစင်လေးပြေလာလို့အကျွေးလေးဆက်မလားကြည့်တဲ့လောက်ရက်လိုက်ကြတာနော်အဲ့လိုစိတ်ပုတ်ဆွရုံမွေးတဲ့သူတွေကိုပြောချင်တာကလေကိုပြုတ်တိကံကိုထံပြန်လာမှာနော်တတိထားကြတိလားဝစ်ဆိုတာနောင်ဘဝမကူးတော့ဘူးနော်အခုခေတ်မှာကလေဒီကနေတခုတတိပေးချင်တာကလေကိုအဆင်ပြေလာပြီနမဲလေးရလာပြီဆိုလို့ရှိရင်မီဒီယာတွေရဲ့အင်တာဗျူးခြင်းကိုမခံကြပါနဲ့လို့အဲ့ဒါကလေကိုဘွားကိုတဆုံမြုပ်သွားစေတဲ့အဓိကအချက်ပဲတိလားအခုကြည့်နေတဲ့သူတွေအနေနဲ့လည်းမဖတ်တီမကိုအပိစကားလေးတွေပြောခဲ့ပေးကြပါဦးเนาะနောက်ထပ်ဗီဒီယိုတွေမှာလည်းနာမည်ကြီးနေတဲ့သတင်းအကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ page လေးကိုလည်း follow လေးလုပ်ခဲ့ပေးအောင်เนาะနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်เนาะ